ဒီနေ့ကိုလုံးမြို့ရဲ့ဘူတာမှာနော်ပြပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တေးရင်ပေါက်ချင်တော့ကျွန်တော်ဘူတာထဲသွားဘူတာထဲဝင်လိုက်တာပေါ့နော်အနည်းဆုံးကလည်းဘူတာဖြစ်နေတော့ဘူတာထဲဝင်လိုက်တာပေါ့နော်အခုကျွန်တော်ပြမယ်ပြမယ်ဒါကိုလုံးမြို့ရဲ့အိမ်သာပေါ့နော်ဒါကိုလုံးဘူတာရဲ့အိမ်သာကိုလုံးဘူတာရဲ့အိမ်သာကိုလုံးဘူတာရဲ့အိမ်သာပါဆင်းသွားပြီကိုလုံးဘူတာရဲ့အိမ်သာယောက်ျားလေးပါအမဘာတွေ့လဲဆိုတော့ကြည့်လိုက်တစ်ချက်ခွဲ1 ယူရိုနဲ့50ပေးရတယ်ရှိုက်ဆက်နော်အိမ်သာတော့တော်တော်ဈေးကြီးသွားတယ်ပြီးခဲ့တဲ့လာရတယ်ပေးရတာက1 ယူရိုနဲ့ပြီးခဲ့လာပေးရတာကပြား50ပဲပေးရတာ50 cent ပဲပေးရ50 cent ကနေအခုဆိုရင်1 ယူရိုနဲ့50 cent ဖြစ်သွားပြီဆိုတော့အိမ်သာတော့1 ယူရိုနဲ့50 cent ဆိုတာ this is too much ရတဲ့နိုင်လေနော်ရမ်းအောက်နိုင်တဲ့အခြေအနေကြတော့လေဘူတာထဲဝင်လိုက်ရတာပဲဘူတာထဲဝင်လိုက်ရတဲ့ခါကျရင်တော့လေဒီလိုမျိုးနဲ့တိုးအခြေအနေတိုးတာပဲဟုတ်တယ်မအဲ့တော့ဒီမှာနော် I wire function for toilet အကောင်းဆုံးတော့ဘူတာကနေတနေရာရထားစီးသွားမယ်ဆိုရင်တော့ကောင်းတာပေါ့နော်စကားပေါ်မှာသွားလိုက်လို့ရပါမယ်ကျွန်တော်ဘူတာကနေဘေးမှာမသွားအောင်အမေအနည်းဆုံးကဘူတာပဲရှိတယ်ဘူတာထဲဝင်လာလိုက်တာအဲ့တော့1 ယူရိုနဲ့50 cent ပေးပြီးတော့အပေါ်သွားလိုက်ရတယ်အဲ့ဒါပါပဲဒါကတော့အပေါ်သွားတဲ့အတွေ့အကြုံလေးကိုမျှဝေပေးတာပါ